မင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုမှာတော့တစ်တန်တွက်နည်းငွေစည်းတွက်နည်းကိုပြန်လည်မျှဝေပါမယ်ခင်ဗျာဒီနေ့ဗီဒီယိုမှာအဓိကထားတွက်ပြပေးမယ်တင်မျိုးစားတွေကတော့ရှစ်တစ်နဲ့ရှစ်နှစ်ပဲဖြစ်ပါတယ်ဒီရှစ်နဲ့ရှစ်နှစ်ကိုအဓိကထားတွက်ပြပေးမယ်ဆိုပေမဲ့လည်းဒီတင်မျိုးစားနှစ်ခုကိုအခြေခံပြီးတော့လည်းတခြားတင်မျိုးစားတွေကိုပဲလွယ်လွယ်ကူကူကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ကဏ္ဍပေါင်းစံတွေတွက်လို့ရမှာဖြစ်ပါတယ်ဒါဆိုရင်တစ်ကိုဘယ်လိုမျိုးတန်ဖွင့်ရမယ်ဘယ်လိုမျိုးတွက်ရမယ်ဆိုတော့ကျွန်တော်တို့လေ့လာကြည့်အောင်တွက်တော့မယ်ဆိုရင်တော့စံနှုန်းတစ်ခုကိုအခြေခံပြီးတော့တွက်ရမှာဖြစ်ပါတယ်ဒါကတော့တစ်တတန်မှာသတ်မှတ်ထားတဲ့စံပဲဖြစ်ပါတယ်တစ်တတန်မှာဆိုရင်တော့ပေနဲ့သတ်မှတ်ထားတဲ့စံက9200ပေဖြစ်ပါတယ်တလမပတ်လေတရားချောင်းကပေရှိ9200ရှိတယ်ဆိုရင်တော့ဒါကတစ်တတန်လို့သတ်မှတ်ထားပါတယ်တခြားတစ်မျိုးစားတွေလည်းဒီ9200ကိုအခြေခံပြီးတော့တွက်ရမှာဖြစ်ပါတယ်ဒါဆိုရင်တွက်ကြည့်အောင်တက်တွက်မယ်ဆိုရင်တော့ကိုတွက်မဲ့တရဲ့ဒုနဲ့ဖြတ်ကိုအရင်ဆုံးမြောက်ပြရမယ်မြောက်ပြီးတော့ရမယ်ရလက်နဲ့တက်တမှာတက်မှတ်ထားလဲ9200ပေစံနဲ့စားပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးစားလိုက်မယ်ဆိုရင်တော့ကိုတွက်မဲ့တရဲ့တတန်ရဲ့ပေအရှိရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ရှစ်တက်ကိုတွက်ကြည့်အောင်ရှစ်တက်ဆိုတော့ဒူကတလက်မဖြက်ကရှစ်လက်မဖြစ်ပါတယ်ဒါဆိုရင်တော့ရှစ်အမြောက်တက်ဖြစ်ပါတယ်ရှစ်မြောက်တက်ကရှစ်တလီရှစ်ပါပဲတစ်တန်မှာစံသတ်မှတ်ထားတာ9200ဆိုရင်9200ကိုအရင်ဆုံးရေးလိုက်ပါမယ်ပြီးရနဲ့အစားရေးလိုက်ပါမယ်ပြီးရနဲ့ရှစ်နဲ့စားလိုက်ပါမယ်ဒါဆိုရင်တော့900ပေရပါတယ်ဒါဆိုရင်တော့ပေက900ရှိတယ်ရှစ်တက်လည်းဖြစ်တယ်ဆိုရင်တော့ဒါဟာတစ်တန်ပဲဖြစ်ပါတယ်ရှစ်တက်ရဲ့တန်ပဲဖြစ်ပါတယ်ထပ်ပြီးတော့ကိုကတန်ဝက်လိုချင်တယ်ဆိုရင်တော့အစားနှစ်နဲ့စားလိုက်မယ်ဆိုရင်တော့450ပေရပါတယ်ဒါဆိုရင်တော့ရှစ်တက်လည်းဖြစ်တယ်ပေအရှိက450ဆိုရင်တော့ဒါရှစ်တက်ရဲ့တန်ဝက်ပဲဖြစ်ပါတယ်ထပ်ပြီးတော့ဈေးကွက်မှာရှိတဲ့15ပေလိုမျိုး18လိုမျိုးအချောင်းတွေကိုလိုချင်နေဆိုရင်ဘယ်လိုမျိုးတွက်မလဲပေ900ကိုတီးပြီးတော့ကိုက15ပေနဲ့စားလိုက်မယ်ဆိုရင်တော့အချောင်း60ရပါတယ်ကိုက18ပေလိုချင်နေဆိုရင်တော့18နဲ့စားလိုက်မယ်ဆိုရင်တော့အချောင်း50ရပါတယ်ကိုလိုချင်လောက်ပေနဲ့ကိုလိုချင်လောက်ပေနဲ့18ပေ15ပေမှမဟုတ်ဘူးလိုချင်လောက်ပေနဲ့တွက်ကြည့်လို့ရပါတယ်ဒါဆိုရင်တော့အသေးစိတ်ဘယ်လိုမျိုးတွက်ရမလဲဆိုတော့နားလည်တော့လောက်ပြီထင်ပါတယ်ဒီ900ကိုတီးပြီဆိုရင်တော့ကိုလိုချင်လောက်ပိုင်းဖြတ်ပြီးတော့ဝယ်ယူလို့တွက်ချက်လို့ရမှာဖြစ်ပါတယ်ထပ်ပြီးတော့ငွေစိမ်းနဲ့တွက်ကြည့်အောင်ငွေစိမ်းနဲ့တွက်တဲ့အခါမှာလည်းကျွန်တော်တို့ကဒီကိုတွက်မဲ့တရဲ့ပြီးအရှင်နဲ့တွက်ပေးလိုက်မယ်ဆိုရင်တော့ကိုတွက်မဲ့တရဲ့တပေရဲ့တန်ဖိုးကထွက်လာမှာဖြစ်ပါတယ်ဒါဆိုရင်ဘယ်လိုမျိုးတွက်မလဲထပ်လေးလိုက်ကြည့်အောင်အရင်ဆုံးအနေနဲ့ကိုတွက်မဲ့တရဲ့ပြီးအရှင်မှတ်ထားပြီးလို့ပါတယ်အခုက8တက်နဲ့တွက်မှာဖြစ်တဲ့အတွက်8တက်ရဲ့ပြီးကိုမှတ်ထားပေးပါမယ်8တက်ရဲ့ပြီးအရှင်ကပြီး900ဖြစ်ပါတယ်တက်တန်ရဲ့တန်ဖိုးကကာလပေါက်စီဘယ်လောက်လဲမသိပေမဲ့ကျွန်တော်12သိန်းစီးနဲ့ပဲခံမှန်းစီတွက်ပြပေးပါမယ်12သိန်းဆိုတော့ကျွန်တော်တို့က12သိန်းကိုအရင်ဆုံးရေးလိုက်ပါမယ်ဘီယာနဲ့အစာရေးလိုက်ပါမယ်အစာရေးဘီယာနဲ့ကိုက8တက်ဝယ်မယ်ဆိုရင်တော့8တက်ရဲ့ပေအရှိနဲ့တွက်ပေးလို့လိုအပ်ပါတယ်ဒီလိုမျိုးတွက်လိုက်မယ်ဆိုရင်တော့8တက်ရဲ့တပေရဲ့တန်ဖိုးကထွက်လာမှာဖြစ်ပါတယ်အရင်ဆုံးတပေရဲ့တန်ဖိုးရှာဖြစ်ပါတယ်ဒါဆိုရင်တော့8တက်တတမှာရှိတဲ့ပေအရှိကပေ900ဆိုရင်တော့900နဲ့စားလိုက်ပါမယ်900နဲ့စားလိုက်မယ်ဆိုရင်တော့1333ကျပ်ကြပါတယ်ကျွန်တော်မြင်များချင်းရေးလိုက်မယ်ဒါဆိုရင်တပေရဲ့တန်ဖိုးဖြစ်ပါတယ်8တက်လည်းဖြစ်တယ်ငွေစည်းကတတန်ကို12သိန်းစည်းနဲ့ဆိုရင်တော့ဒါ8တက်ရဲ့တပေရဲ့တန်ဖိုးက1333ကျပ်တတမ3ဖြစ်ပါတယ်ထပ်ပြီးတော့ကိုက8တက်ကိုဘယ်နှစ်ပေလိုချင်တယ်ထပ်ပြီးတော့တွက်ချက်ပေးရမယ်ကိုကဈေးကွက်မှာရှိတဲ့15ပေအချောင်း18ပေအချောင်းတွေလိုချင်တယ်ဆိုရင်တော့15ပေအချောင်းနဲ့လိုချင်တယ်ဆိုရင်တော့အမြောက်15နဲ့မြောက်လိုက်မယ်ဆိုရင်တော့2000ကျမှာဖြစ်ပါတယ်ကိုက18ပေအချောင်းနဲ့လိုချင်တယ်ဆိုရင်တော့အမြောက်18နဲ့မြောက်လိုက်မယ်ဆိုရင်တော့2400ကျမှာဖြစ်ပါတယ်ဒါတချောင်းရဲ့တန်ဖိုးပဲဖြစ်ပါတယ်ထပ်ပြီးတော့10ချောင်းလိုရဆိုရင်တော့ဒီတချောင်းရဲ့တန်ဖိုးကို2,400ကျမှာဖြစ်ပါတယ်ဒါဆိုရင်တော့8တက်ကိုဘယ်လိုမျိုးတန်ဖွင့်ရမယ်ဘယ်လိုမျိုးငွေစည်းနဲ့တွက်ပြီးတော့ဝယ်ရမယ်ဆိုတာနားလည်တော့လောက်ပြီလို့ထင်ပါတယ်ထပ်ပြီးတော့8နှစ်ကိုလေ့လာကြည့်အောင်8နှစ်တွက်တဲ့အခါမှာလည်းဒီနည်းလမ်းကိုအသုံးပြုပေးရမယ်အရင်ဆုံး2နဲ့ပြက်ကိုမြောက်ပေးရမယ်8နှစ်ဆိုတော့2က2လက်မှာပြက်က8လက်မှာဖြစ်ပါတယ်ဒါဆိုရင်8အမြောက်2ဖြစ်ပါတယ်8မြောက်2က16ရပါတယ်ဒီ16ကိုခဏမှတ်ထားလိုက်ပါတစ်တန်မှာပေနဲ့တတ်မှတ်ထားတဲ့စံ9200ဆိုရင်9200အရင်ဆုံးရေးလိုက်ပါမယ်ဘီယာနဲ့အစာရေးလိုက်ပါမယ်ပြီးရနဲ့2နဲ့ပြတ်တဲ့မြောက်တဲ့ရလက်က16ဆိုတော့16နဲ့စားလိုက်ပါမယ်ဒါဆိုရင်တော့450ပေရပါတယ်ဆိုရင်တော့8နှစ်လည်းဖြစ်တဲ့ပေအရှိက450ဆိုရင်တော့ဒါဟာ8နှစ်ရဲ့တတန်ပဲဖြစ်ပါတယ်ထပ်ပြီးတော့ကိုကတန်ဝက်လိုချင်တယ်ဆိုရင်တော့အစား2နဲ့စားလိုက်မယ်ဆိုရင်တော့225ပေပဲရမှာဖြစ်ပါတယ်ဒါဆိုရင်တော့8နှစ်လည်းဖြစ်တဲ့ပေအရှိက225ပေဆိုရင်တော့
ပြီးတော့ကိုကဈေးကွက်မှာရှိတဲ့15ပေအချောင်း18ပေအချောင်းတွေလိုချင်နေဆိုရင်တော့အရင်ဆုံး15ပေနဲ့စားလိုက်မယ်ဆိုရင်တော့အချောင်း30ရမယ်18ပေနဲ့စားလိုက်မယ်ဆိုရင်တော့18ပေနဲ့စားလိုက်မယ်ဆိုရင်တော့အချောင်း25ကြောင်းပဲရမှာဖြစ်ပါတယ်ငွေဈေးနဲ့လေ့လာကြည့်အောင်ငွေဈေးနဲ့လေ့လာတဲ့အခါမှာလည်းဒီတဒံမှာရှိတဲ့ pH ကိုမှတ်ထားပြီးတော့လွယ်ပါတယ်ကိုက8နှစ်နဲ့တွက်မှဆိုရင်တော့8နှစ်ရဲ့ pH တဒံကိုမှတ်ထားပြီးတော့လွယ်ပါတယ်ဒါဆိုရင်8နှစ်ရဲ့ pH တဒံ450ပေဖြစ်တဲ့အတွက်450ကိုမှတ်ထားပေးပါမယ်တဒံရဲ့ကာလပေါက်ဈေးကဘယ်လောက်လဲမသိပေမဲ့12တင်းဈေးနဲ့ပဲခန့်မှန်းကြည့်တွက်ပြပေးပါမယ်12တင်းကိုအရင်ဆုံးရေးလိုက်ပါမယ်ပြီးရနဲ့အစာရေးလိုက်ပါမယ်အစာရေးပြီးရနဲ့ကိုတွက်မဲ့တရဲ့ pH နဲ့စားပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးစားပေးလိုက်မယ်ဆိုရင်တော့ကိုတွက်မဲ့တရဲ့တပေရဲ့တန်ဖိုးကထွက်လာမှာဖြစ်ပါတယ်ရှင်းနဲ့တွက်မှာဖြစ်တဲ့အတွက်ရှင်းရဲ့တဒံရဲ့ pH က450ပေဖြစ်တဲ့အတွက်450နဲ့စားလိုက်ပါမယ်ဒါဆိုရင်တော့တပေရဲ့တန်ဖိုးက2666.6ဖြစ်ပါတယ်မြင်ရချင်းရေးလိုက်ပါမယ်ဒါတပေရဲ့တန်ဖိုးပဲဖြစ်ပါတယ်ရှစ်နှစ်လည်းဖြစ်တယ်12တင်းဈေးလည်းဖြစ်တယ်ဆိုရင်တော့တစ်ချောင်းတပေရဲ့တန်ဖိုးက2666.6ဖြစ်ပါတယ်ထပ်ပြီးတော့ကိုကဈေးကွက်မှာရှိတဲ့15ပေအချောင်း18ပေအချောင်းတွေလိုချင်နေဆိုရင်တော့အမြောက်15ပေနဲ့လိုချင်ရင်15ပေနဲ့မြှောက်လိုက်မယ်ဆိုရင်တော့4000ကျမှာဖြစ်ပါတယ်18ပေနဲ့လိုချင်နေဆိုရင်တော့အမြောက်18နဲ့မြှောက်လိုက်မယ်ဆိုရင်တော့4800ကျမှာဖြစ်ပါတယ်ဒါကတစ်ချောင်းရဲ့တန်ဖိုးပဲဖြစ်ပါတယ်ကိုက10ချောင်းလိုချင်ဆိုရင်တော့10နဲ့ထပ်မြှောက်လိုက်မယ်ဆိုရင်တော့4800ကျမှာဖြစ်ပါတယ်ဒါဆိုရင်တော့8တစ်ကော8နှစ်ကောဘယ်လိုမျိုးတန်ဖိုးရမယ်ဘယ်လိုမျိုးငွေဈေးနဲ့တွက်ပြီးတော့ဝယ်လို့ရမယ်ဆိုအောင်နားလည်တော့လောက်ပြီထင်ပါတယ်